ဆေးဝါးတွေကိုယောဂကုသဖို့သုံးနေဆိုပေမဲ့တစ်ခါတလေမှာဆေးရဲ့ဘေးရွက်ဆိုးကျိုးတွေကိုခံစားရနိုင်ပါတယ်အဲ့ဒီထဲမှာဆိုလို့ကျွန်တော်ဒီ autotoxicity လို့ခေါ်တဲ့ငါးထိခိုက်တာလည်းပေါအောင်ပါတယ်autotoxicity မှာအကြောင်းအုံထိခိုက်တာတွေနားဥတာတွေဟန်ချက်မထိန်နိုင်ပဲမူးတာတွေပေါ့နော်အဲ့ဒါကြီးပါပါတယ်လေးလာချက်တွေရဆိုလို့ရှိရင်တော့ဆေးမျိုးစားပေါင်း200လောက်ကအကြောင်းအုံထိခိုက်စေနိုင်လို့ဆိုပါတယ်တချို့ဆေးတွေကတော့ယာယီပဲထိခိုက်ပြီးတော့တချို့ဆေးတွေကတော့တစ်သက်လုံးပြန်မကောင်းနိုင်တော့အောင်ထိခိုက်သွားနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကအကြောင်းအုံထိခိုက်သွားစေနိုင်တဲ့ဆေးဝါးတွေအကြောင်းကိုဆွေးနွေးပြသွားပါမယ်ကျွန်တော်ကတော့ AM Channel မှာကျမရဲ့ဘူးဒရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ဒါသာယူပါပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုစလိုက်အောင်နော်အဲ့တော့ပထမဆုံးအုပ်စုအနေနဲ့ပေါ့နော် minoglycoside အုပ်စုတွေကိုကျွန်တော်ဆွေးနွေးအောင်အဲ့ဒီမှာပေါ့အဓိကပါတာက streptomycin တို့ gentamicin တို့ amikacin တို့ပေါ့နော်အဓိကတော့ mycin ပေါ့နော် mycin ဒါမှမဟုတ်ရှင် sin ပေါ့နော်အဲ့တော့အဲ့ဒါနဲ့စုံတဲ့ဆေးတွေပေါ့နော်အဲ့ဒါတွေပါပါတယ်အဲ့တော့ဒါတွေကတော့ပိုးသက်ဆေးမျိုးစားတွေဖြစ်ပါတယ်အဲ့တော့ပြင်းထန်တဲ့ပိုးဝင်တဲ့ကူးစက်ခြင်းတွေမှာအသုံးပြုပါတယ်ဒီကောင်တွေကတကယ်လို့မျိုးပေါ့နော်တကယ်လို့ရေရှည်ဆွဲပြီးတော့သုံးမိမယ်ဆိုလို့ရှိရင်အကြားအယိုကိုတစ်သက်လုံးဆုံးရှုံးစေတဲ့ဆေးတွေပဲဖြစ်ပါတယ်ဒီတည်းကတချို့ဆေးတွေဆိုလို့ရှိရင်သတိထားဖို့လိုတယ်ဘာလို့လဲဆိုတော့သူကဆေးရင်ပါတီကုသရဲ့နေရာမှာသုံးလို့ပဲဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာကတော့ပေါ့တွေ့များတဲ့ဒီ TB ဆေးထိုးပြီးတော့နားလေးလာရဲဆိုတာဒီပြဿနာပဲပေါ့နော်ဒါလေးကိုကျွန်တော်နည်းနည်းရှင်းပြပေးချင်ပါတယ်အဲ့တော့အရင်တော့ကူးခဲ့တဲ့သူတွေကပေါ့နော် TB ဆေးတွေကနားလေးရဲဆိုပြီးတော့လူတွေကမပြည့်မစုံပြောကြတဲ့အခါမှာအဲ့တော့နားလေးမကူးတော့ဘူးဆိုပြီးတော့ထားလိုက်တဲ့အခါမှာဆေးရင်ပါ TB တွေပုံများလာပါတယ်အဲ့တော့ပြောရရင်တော့ဗျာ TB ဆေးတိုင်းတော့အကြောင်းထိခဲ့တာမဟုတ်ပါဘူးအဲ့တော့ဆေးရင်ပါ TB မှာသုံးတဲ့ဒီ aminoglycoside အုပ်စုဝင်ပိုးသက်ဆေးတွေကိုပမာဏများများပေးရင်ပဲအကြောင်းထိခဲ့တာဖြစ်ပါတယ်ဒါမဲ့စိုးတာတော့ဗျဆေးရလိုက်လည်းပြန်မကောင်းအဲ့တော့ဘာလို့ပေးသေးလဲပေါ့အဲ့ဒါကျွန်တော်ရှင်းပြပါမယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီဆေးရင်ပါ TB ကခုနနားကန်းသွားတာတက်ပို့ပြီးတော့ကြောက်စရာကောင်းပြီးတော့အခက်မသိရင်တက်ဆုံးရှုံးနိုင်တဲ့ကြောင့်မို့ကျွန်တော်တို့ကဒီဆရာဝန်တွေဒီကပေါ့နော် risk and benefit ပေါ့နော် risk and benefit ဆိုတာနားလည်အောင်ပြောပြလို့ရှိရင်အန်ရဖြစ်နိုင်တဲ့ပမာဏဒီအကျိုးကျေးဇူးရနိုင်တဲ့ပမာဏတက်ပို့ပြီးတော့နည်းတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဆေးကိုသုံးတယ်ပေါ့နော်အဲ့တော့ဒီဆေးကိုသုံးတိုင်းကြားအောင်ထိခိုက်တာဆိုတော့လည်းမဟုတ်ပြန်ဘူးအဲ့တော့ဘယ်လိုချက်တွေရှိရမလဲဆိုတော့ဒီလိုချက်တွေပေါ့နော်အဲ့တော့ဒီဆေးတွေကိုပမာဏအများကြီးသုံးပြီးကူရရင်အချောင်းထိခိုက်သွားနိုင်တယ်နောက်ချက်ကဒီဆေးတွေသုံးနေပြီးတော့ fruitamide တို့ပေါ့နော်လေးစစ်လို့ခေါ်ကြတယ်ပေါ့အဲ့လိုစီးဆေးတွေပါတွဲတောက်နေရပြီးတော့ကြောက်ကလည်းတိတ်မကောင်းဆိုလို့ရှိရင်လည်းဒီလိုမျိုးနားကန်းသွားနိုင်တယ်နောက်ချက်ကတော့ငကိုတွေကလည်းအချောင်းကိုနည်းနည်းချို့ရင်းနေတဲ့သူတွေမှာလည်းဒီဆေးသုံးပြီးတဲ့အခါမှာနားကန်းသွားနိုင်တယ်ပေါ့ဒါဆိုဒီဆေးတွေသုံးလို့မရဘူးလားဆိုအချောင်းကိုမထိခိုက်အောင်ဘယ်လိုလုပ်လဲဆိုတာကျွန်တော်တို့ကအဖြေရှာရမယ်ပေါ့နော်အဲ့တော့ဆေးရင်ပါ TB ဖြစ်တဲ့အကြောင်းမလို့တော့ဒီတာမန် TB ယောဂါတွေအတွက်ဆေးတွေကပိုများပြီးတော့ဥသတဲ့အချိန်နဲ့ပိုကြတယ်အဲ့တော့ဒီဆေးတွေကနားကန်းစေနိုင်တယ်ဆိုပေမဲ့အစွမ်းတက်တဲ့ဆေးဖြစ်တဲ့အခါကျတော့သုံးတဲ့နေရာမှာချိန်ဆပြီးတော့လူနာအောင်မထိကြအောင်သုံးရပါတယ်ဒါကြောင့်မလို့သတိထားမယ့်ချက်လေးတွေကိုကျွန်တော်ရှင်းပြပေးသွားပါမယ်အဲ့တော့ဆေးစမပေးခင်နဲ့ရက်ချင်းတွေပြန်လာတဲ့အချိန်တိုင်းမှာအကြားအုံစစ်ဆေးမှုကိုလုပ်ရပါမယ်လိုအပ်လို့ရှိရင်တော့တခြားဆေးတွေမျိုးကိုဂျားပေါက်အနေနဲ့တစ်ပတ်ကို3ချိန်လောက်အစားထိုးပေးပါတယ်မဟုတ်လို့ရှိရင်ဒီ aminoglycoside တွေကပေါ့နော်ခန္ဓာကိုယ်မှာအများကြီးစုပြီးတော့အကြားအောင်ပို့ပြီးတော့ထိခိုက်သွားစေနိုင်လို့ပါအဲ့လိုမရဘူးဆိုရင်တော့ TB တောက်ဆေးတွေကအခြားဆေးတွေမျိုးကိုစားထိုးပေးပါတယ်ဒီလိုစားထိုးပေးလို့အဆင်မပြေဘူးဆိုရင်လည်းဆေးပမာဏလျှော့တာဖြစ်ဖြစ်လုပ်ရပါတယ်ဆေးရလိုက်မယ်ဆိုရင်တော့အကြားအောင်ထိခိုက်တာကိုပိုဆိုးမလာအောင်ဒါပေးထားနိုင်ပါတယ်တကယ်လို့ကိုယ့်ရဲ့အကြားအောင်ထိခိုက်တာကိုမသိဘဲနဲ့ဆက်သုံးနေမယ်ဆိုရင်တော့အကြားအောင်ကလုံးဝဆုံးရှုံးသွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်သတိပေးချင်တာကတော့TB ဆေးတောက်နေတဲ့သူတွေပေါ့နော်အထူးသဖြင့်ဒီဆေးရင်မှာ TB ဖြစ်နေတဲ့သူတွေကရက်ချင်းမှန်မှန်တော့ပြဖို့ရယ်ကိုခံစားနေရတဲ့ဝေဒနာတွေကိုပြဖို့ရယ်ဆေးတွေကိုကိုယ်သဘောနဲ့ကိုမရက်ဖို့အရေးကြီးပါတယ်အဲ့ဒါလေးသိချလိုက်နိုင်မယ်ဆိုလို့ရှိရင်ဒီ aminoglycoside ဆေးတွေကြောင့်အကြောင်းအရာထိခိုက်တာကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်ဆေးတစ်မျိုးကိုဆက်အောင်နော်နောက်ဆေးတစ်မျိုးက erythromycin ပေါ့နော်သူလည်းပိုးသက်ဆေးမျိုးစားပါပဲနားပိုးဝင်တာတွေလေပြိုရောင်တာတွေစုပ်ပွားတဲ့ယောဂတွေမှာသုံးပါတယ်သူကလည်းသူများပြောတဲ့စကားတွေကိုကောင်းကောင်းမကြားနိုင်တဲ့လက္ခဏာတွေရောစပြီးပြတဲ့အခါမှာနားလေးနေပြီဆိုပြီးအလွယ်တကူသိနိုင်ပါတယ်ဒီဆေးကနားလေးတက်တယ်ဆိုတာသိထားမယ်ဆိုလို့ရှိရင်တော့ဒီဆေးကိုသိလိုက်မလို့ဒီလက္ခဏာပြတာသိလိုက်လို့ဆေးရက်လိုက်မယ်ဆိုရင်အချားရုံပြန်ကောင်းလာနိုင်ပါတယ်ကဲနောက်တဲ့ဆေးဒီမျိုးတက်သွားကြည့်အောင်အဲ့ဒါတော့ slate ပါတဲ့အကိုက်ခဲပြောက်ဆေးပေါ့နော်အဲ့ဒါတော့လူအကိုက်ခဲပြောက်ဆေးဆိုတာလည်းပေါ့နော်သွေးကျဲဆေးဆိုရင်လူသိများတဲ့ aspirin ပေါ့နော် aspirin SP လက်တို့ပါတော့ပေါ့နော်လို့ပြောကြတယ်အဲ့ကောင်ကတော့ခုတော့ရှိရပါဗျာဒီနေ့တစ်လုံးလောက်ပုံမှန်တောက်အောင်နေတော့နားအာယုံမထိခိုက်စေနိုင်ဘူးပေါ့နော်အဲ့ဒီ SP လက်ကိုပမာဏအများကြီးပေါ့နော်ဒီနေ့ကို8လုံးကနေ12လုံးထိတောက်တဲ့ခါကျရင်နော်နားယာယီလေးသွားတတ်တယ်နောက်ပိုင်းဆေးရက်တဲ့ခါကျတော့ပြန်ကောင်းစေတတ်တယ်ပေါ့နော်
အဲ့တော့နောက်ထပ်အုပ်စုတစ်ခုကိုထပ်သွားကြည့်အောင်အဲ့ဒါကတော့ NSAID အုပ်စုပေါ့နော် NSAID လို့ကျွန်တော်တို့ခေါ်တယ်အကိုက်ခဲပြောက်စီအုပ်စုဖြစ်ပါတယ်အဲ့ဒီထဲမှာ ibuprofen နဲ့ naproxen လို့ဆေးတွေကပမာဏအများကြီးတောက်မယ်ဆိုရင်ခဏတာယာယီနားလေးသွားတတ်ပါတယ်ပေါ့နော်အဲ့ဒါသတိထားဖို့လိုပါတယ်နောက်ထပ်ဆေးအုပ်စုကတော့ quinine ပေါ့နော်quinine ကတော့ငှက်ဖျားဆေးအနေနဲ့သုံးတယ်ပေါ့နော်ဒါကျွန်တော်လည်းသိကြတယ်အဲ့တော့နောက်ခုကညဘက်မှာကြွက်တက်တာသက်တာဖို့လည်းအချို့အရာသုံးကြတယ်အဲ့တော့ဒါပေမဲ့သူလည်းအချားအယုံချုပ်ရင်းတက်တယ်ဆိုပေမဲ့ဆေးရလိုက်တဲ့အချိန်မှာပြန်ကောင်းသွားနိုင်ပါတယ်နောက်ထပ်ဆေးအုပ်စုတစ်ခုကတော့စီးစေးပေါ့နော်အဲ့တော့နှလုံးမကောင်းတာတွေကြောက်ကပ်မတကောင်းတာတွေပေါ့နော်အသေး6တာတွေနဲ့သွေးရောဂါမှာ3နေ့3ထားရှိတယ်ဒီလေးစစ်လို့ခေါ်တဲ့ furosemide ဆေးပေါ့အဲ့ဒီကောင်တွေကရေရှည်သုံးမိတဲ့အခါကျရင်ဒီကောင်ဒီအကြအယုံယာယီချိုးရင်းတာဖြစ်နိုင်သလိုလုံးဝအပြီးတိုင်ချိုးရင်းသွားတာလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့စီးစီးတောက်နေတဲ့သူတွေကနားလေးလာပြီဆိုရင်ဆရာဝန်နဲ့ပြန်ပြီးတော့ပြဖို့လိုရတယ်ပေါ့နော်နောက်တစ်ခုကတော့ကင်ဆာဆေးတွေပေါ့နော်ကင်ဆာဆေးတွေမှာအဓိကထိခိုက်တတ်တဲ့ကင်ဆာဆေးတွေကတော့ cisplatin ဆိုတဲ့ဆေးရယ် carboplatin ဆိုတဲ့ဆေးပေါ့နော်အဲ့ဒီကောင်တွေကဒီ cisplatin ဆိုလို့ရှိရင်ဆေးကုပြီးတော့တစ်နှစ်လောက်ကြာတဲ့အချိန်မှာအဲ့တော့နားတွင်းကြီးထဲမှာဆေးကျွင်းကျန်နေအောင်းနေနိုင်ပါသေးတယ်အဲ့တော့အစာရည်မျိုးပြုံးနေတိမ်ကောင်းနေနောက်တာဦးအိမ်တွေဝေးစေးတွေစီးအိမ်တွေပေါ့နော်အဆုတ်နဲ့အုံနောက်ကင်ဆာတွေမှာဒီဆေးကို3 လရှိတယ်အဲ့တော့ကင်ဆာဆေးတွေကြောင့်အချားအယုံချွေးနေတာဟာတစ်သက်လုံးချွေးသွားတာဒီ1000နားလေးသွားတာဖြစ်နိုင်တယ်ဆိုတော့ဆေးကူတောင်းမစကိန်းတွေမှာဆရာဝန်နဲ့တေချာတိုင်ပြီးလုပ်သေးသလိုဆေးကူတနေချိန်မှာကိုယ့်ရဲ့အချားအယုံတစ်ခုချွေးသွားရင်လည်းဆရာဝန်ကြီးပြန်ပြပြီးတော့လိုအပ်တဲ့ကုသမှုတွေဆက်ပြီးတော့လုပ်ဖို့လိုပါတယ်အဲ့အခုကျွန်တော်ဆက်ပြီးတော့ဒီဆေးသုံးတာနဲ့အချားအယုံဆုံးရှုံးရမှာလားမနော်အဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့ဆွေးနွေးသွားပါမယ်အဲ့တော့အချားအယုံဆုံးရှုံးသွားမှာလားဆိုတာကတော့အဓိကတော့သုံးတဲ့ပမာဏပေါ့နော်ကြာချိန်ပေါ့နော်ဆေးထဲမှာဆေးတွေကခုခဏကိုယ်ထဲမှာဘယ်လောက်ထိစုနေလဲပေါ့နောက်အသက်အရွယ်တွေနောက်မျိုးဗီဇပေါ့နော်နောက်တော့ရေဓာတ်အခြေအနေကိုခဏမှာရေဓာတ်ဘယ်လောက်ရှိနေလဲပေါ့နော်ပြီးတော့ကြောက်ကတ်နဲ့သေးတဲ့ဆောင်ချက်တွေကကောင်းလားမကောင်းလားအဲ့ပုံမှာအများကြီးမူတည်ပါတယ်တယောက်နဲ့တယောက်တော့မတူကြဘူးပေါ့နော်အဲ့တော့ဒါအပြင်ပေါ့နော်ဒီဆေးတွေသုံးနေတဲ့အချိန်မှာတခြားအယုံကြီးကိုက်စေနိုင်တဲ့အချက်တွေလုံးမြင်နေအဲ့လိုကိစ္စတွေဖြစ်နိုင်ခြင်းပုံများတယ်ဥပမာပေါ့ဗျာစူညံတန်တွေကိုနားထောင်နေတာမျိုးနောက်အာဆန်နစ်တို့မာဂျူဘီတို့အဲ့ဒါတွေကိုကင်တွင်နေရတာနောက်တော့ကာဗွန်မိုနောက်ဆိုက်အငွေ့ကိုရှူမိတာမျိုးပေါ့နော်ဒါအပြင်ပေါ့နော်ဖနှက်ဆက်ယုံတွေဘက်ထရီဆက်ယုံတွေပိုးသက်ဆေးပေါင်းသက်ဆေးအိမ်တုပ်ဆေးပေါ့နော်အဲ့လိုမျိုးလုပ်ငန်းခွင်တွေမှာလုပ်နေရရင်လည်းဓာတုဗေဒပစ္စည်းတွေနဲ့ထိတွေ့မှုများတဲ့အတွက်ကြောင့်လို့ပိုဖြစ်နိုင်ပါတယ်အဲ့တော့အခုကျွန်တော်ပြောပြခဲ့တဲ့ဆေးတွေကပေါ့နော်အချားအယုံထိခိုက်နိုင်တယ်ဆိုပေမဲ့တစ်ဖက်ကကြည့်ရင်လည်းစွမ်းတတ်တဲ့ဆေးတွေဖြစ်နေပြန်တော့မသုံးလို့လည်းမရပြန်ဒါကြောင့်မလို့အခုချိန်ထိဆက်တော့သုံးနေကြတယ်ပေါ့နော်ဒါပေမဲ့ကောင်းကျိုးဆိုးကျိုးချိန်ပြီးသုံးနေရတဲ့ကြောင့်မလို့တကယ်လို့အခုကျွန်တော်ပြောပြတဲ့ဆေးတွေသုံးနေတဲ့အချိန်မှာအချားအယုံမှာတခုခုထူးခြားတာဖြစ်လာတယ်နားလေးတာဖြစ်လာတယ်ဆိုလို့ရှိရင်ကိုယ်ဆရာဝန်ကိုအမြန်ဆုံးအသိပေးပြီးတော့လိုအပ်တဲ့ကုသမှုတွေပြုလုပ်ကြပါလို့ကြံပြုရင်းနဲ့ပဲကျွန်တော်ဗီဒီယိုဒီကိုချုပ်လိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ခဲ့တဲ့သူတွေအနေနဲ့ကိုယ့်ရဲ့နားကိုပေါ့နော်နားအာရုံချိတ်ကိုက်သွားစေနိုင်တဲ့စီးရီးချောင်းကိုကောင်းအောင်သိသွားမယ်လို့ပြောနေပါတယ်ဒီလိုမျိုးဗီဒီယိုလေးတွေကိုကျွန်တော်တို့ရဲ့ AM channel ကနေအများနဲ့တင်ဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့ AM channel လေးကိုအများနဲ့စောင့်မျှော်အားပေးကြပါလို့ပြောရင်းနဲ့ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AM channel မှာကျမကြီးဘူးသူရတွေကိုအများနဲ့တင်ဆက်ပေးနေတဲ့တော်တော်ကြီးဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုချန်ပြန်တွေ့ကြမယ်နော်